မရဏတာတခင်ဖျားကြွလာတော်မူဧပြီလ21ရက်ကျမ်းမာတော်နေထိုင်မှုကိုအားပေးပါညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မူပွဲသောလက္ခဏာနှင့်ပြည့်စုံသောရစ်ကိုသင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဖျားသခင်အားဆက်ကပ်ခြင်းတည်းဟုသောသင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းသင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏ယောမအခန်းကြီး7အငယ်1ကာယညာနာနှင့်ကိုကျင့်တရားတွေအာမှန်ကိုချွတ်တဲ့စေသည့်အကျင့်များကိုဆက်လက်ပြီးစိတ်အလိုလိုက်လှုပ်ဆောင်နေစဉ်မိမိကိုယ်ခန္ဓာကိုတန့်ရှင်းပြီးဖျားသခင်လက်ခံနိုင်သည့်အသက်ရှင်သောရည်အဖြစ်ပူဇော်ရမဖြစ်နိုင်ချေတဖန်ပေါလုကသင်တို့သည်လောကီပုံတရံကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာတည်းဟုသောဖျားသခင်အလိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသိနိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတရံပြောင်းလဲခြင်းသို့ရောက်ကြလက်တံယောမအခန်းကြီး7အငယ်2ဟုဆိုထားသည်ဖြောင့်မတ်ခြင်းစာရိတ္တဖြူစင်ခြင်းနှင့်အထူးသဖြင့်ကျေးဇူးတော်ကြီးထွားခြင်းကိုစန့်ကျင်လျက်ရှိသောကမ္ဘာပေါ်တွင်ကျွန်ုပ်တို့ရှိနေကြသည်မိသည့်နေရာကိုပင်ကြည့်ကြည့်ညဉ့်ညမ်းမှုများစာရိတ္တပြပြမှုများချွေရင်ပျက်စီးမှုများနှင့်အဖြစ်ကျိုးလွန်ခြင်းများကိုတွေ့ရသည်ထာဝရအသက်ကိုမရယူမီအချိန်လေးတွင်ပြီးစီးအောင်လှုပ်ဆောင်ရမည့်အမှုတော်ကိုလူအလုံးစန့်ကျင်နေကြပါသည်တကားဖျားသခင်ရွေးချယ်တော်မူသောသားသမီးများသည်သူတို့ပဝန်းကျင်၌ဖြစ်ပေါ်နေသောထိုမကောင်းမှုများအလယ်တွင်ညဉ့်ညမ်းမှုကင်းစင်လျက်ရပ်တည်ကြရမည်ဤအမှုတော်ကိုပြီးစီးအောင်လှုပ်ဆောင်ရမည်ဆိုလျှင်ယခုပင်နားလည်မှုရှိစိတ်အားထက်သန်စွာဖြင့်တာဝန်ယူလှုပ်ဆောင်ကြရမည်တန်ရှင်သောဝိညာဉ်တော်သည်ထိုလှုပ်ဆောင်မှုတိုင်းကိုလမ်းပြကာထိန်းချုပ်ရမည်ကျမ်းမာရေးပြုပြင်ပြောင်းလဲခြင်းသည်လူတို့အားသခင်ဘုရားကြွလာခြင်းအတွက်တင့်လျော်မှုရှိစေရန်ကြီးမားသောအလုပ်၏အကိုင်းအခက်တစ်ခုဖြစ်သည်ဘုရားသခင်၏ပြည့်ညတ်တော်ကိုကျူးလွန်ခြင်းမရှိဘဲယောက်ျားမိန်းမတို့သည်အကျင့်ပြတ်သောခတွင်းအလိုနှင့်တဏှာကြီးသောယမက်အလိုကိုလိုက်ခြင်းဖြင့်တဘာဝနိယာမကိုကျူးလွန်၍မရပါကျွန်ုပ်တို့ဖြစ်စဉ်၌ပင်ကိုယ်တော်တည်ထားတော်မူသောပြည့်ညတ်တရားများကိုကျူးလွန်သောအဖြစ်ကိုကျွန်ုပ်တို့သဘောပေါက်နိုင်မည်အကြောင်းကိုယ်တော်သည်ကျွန်ုပ်တို့အပေါ်၌ကျမ်းမာခြင်းပြုပြင်ရေးအလင်းတရားထွန်းလင်းစေတော်မူသည်တဘာဝနိယာမကိုရှင်းလင်းစေရန်နှင့်၎င်းကိုလိုက်လျှောက်ဖို့တိုက်တွန်းရန်မှာကောင်းကင်တမန်3ပါးတည်းနှင့်ပူးတွဲလှုပ်ဆောင်ရမည့်အလုပ်ပင်ဖြစ်သည်ဤအကြောင်းအရာကိုလှုံ့ဆော်ကာလူထု၏စိတ်သည်ဤအရာကိုစူးစမ်းလေ့လာရန်အတွက်အလေးအနက်နှိုးဆွပေးရန်ဖျားသခင်တမန်ကြံရွယ်တော်မူသည်အကြောင်းမှာယောက်ျားမိန်းမတို့သည်ကျမ်းမာရေးပျက်စီးသည့်အကျင့်များအုံနောက်အားနည်းစေသည့်အကျင့်များဖြစ်သောအဖြစ်အောက်တွင်ရှိနေစဉ်တွင်မွန်မြတ်သောတမန်တရားကိုတန်ဖိုးထားရန်မှာမဖြစ်နိုင်ချေမိမိအပေါ်ဘုရားသခင်ပေးထားသောကျမ်းမာခြင်းအလင်းတရားကိုမျက်နှာသူသည်တမန်တရားအဖြစ်စင်ကြယ်လာစေသောအလုပ်တွင်အရေးကြီးသောအကူအညီရရှိကာမတည်နိုင်သောအဖြစ်အတွက်တင့်လျော်မှုရှိလာသည်